လူမှန်တောင်းသွားခဲ့ဆိုရင်ခိုင်တဲ့တစ်ခုမှာနောက်ကကပ်ဒီ overall အနေနဲ့8000လောက်တွေသွားပြီးရှင်းနေတယ်ရှီသူစင်ခိုင်ရီပြန်ပြောင်းပြီးတော့ကျူးသွားကြမယ်တော့ကပြီးတဲ့ damage တွေကြားမှာဂျူလိုထပ်ပြီးတော့အဆုံးသတ်နေပဲအကြည့်နေကြတဲ့အခြေအနေမျိုးတွေမှာ last of link up ဖို့ကလည်းအရန်ရောမရှိတဲ့တော့ဆိုရင်ခိုင်တဲ့တစ်ခုမှာတော့ cool လက်ရှိကတော့မင်းမရှိဖက်တန်းတော့ပြေးယူအတွက်ပဲကျူးတော့ချီဘရောဒီချိန်မှာတော့မရတော့ဘူးတန်းပြတ်တယ်ဗျာနော်ရှရိုင်းတော့မဘေးစကျူရာဘာညာပြန်ပြီးတော့ပြီးသွားပြီး 1v1 လေးပဲကျွန်တော်တို့3ချက်လိုက်ပေးထားတဲ့ခိုင်မှာ triangle လေးထပ်ပိုင်းထားတဲ့ sandstorm နဲ့အောက်မှာတော့ Kane Spree ပဲဘူရဲနဲ့ရှီစု တော့ရအော်ကျွန်တော်လေးချက်မှာပြီးပြီးတော့ပြတ်ဖို့ကြိုးစားတာကာလီဆန်တော့3 man တော့မကလောက်ဘူးကျွန်တော် damage တွေပြပြပြီးရတဲ့တော့ rookie ဒီအပါတာတက်တောင်းနေပြ final creation သုံးလို့ပြပြဝင်လာချိန်မဲ့လည်း damage ကတော့မလို့မလောက်သေးဘူးကြာ လူမှန်တောင်းသွားခဲ့ဆိုရင်ခိုင်တဲ့တစ်ခုမှာနောက်ကကပ်ဒီ overall အနေနဲ့8000လောက်တွေသွားပြီးရှင်းနေတယ်ရှီသူစင်ခိုင်ရီပြန်ပြောင်းပြီးတော့ကျူးသွားကြမယ်တော့ကပြီးတဲ့ damage တွေကြားမှာဂျူလိုထပ်ပြီးတော့အဆုံးသတ်နေပဲပေါ်လာမေဂလိန်ဘောတဲ့ဆက်ပြီးတဲ့မှာစားပြီးတော့ပြရတော့မယ်တော့ Rossi ချောက်ချက်ပြခွဲနေကြတယ် Cherry back line မှာလည်းကိုတောက်ချောက်ထိန်းခဲ့တဲ့အခါမှာ Kane Spree ဒီကိုနဲ့ပြန်ပေးနေကြက်ပေးတိုင်းလုံးလို့လူပေးဖို့အတွက်ရှိတယ်စမ်းဆောင်အောင်မရဘူးနောက်မှလည်းဘာသာရူလေးဆုံးချပြီးတော့တီးခဲ့တဲ့ character တွေပါတော့လည်းဒီကိုနဲ့ dump ကောင်လေးပြန်ချိနေခဲ့တဲ့အချိန်မျိုးမှာလည်း Iron Ash နဲ့ပဲဒီ pro နဲ့ပြီးသွားလို့ရတယ် By the way တဲ့ back line မှာဂျူလိုပြေးခွဲနေတယ် Flicker winner crown အောက် Cherry Beauty တောက်ချောက်ပြန်ချတဲ့ character တွေမှာလည်း dump ကောင်လေးပြောင်းมาတော့ Tony Chess လေးပြေးခဲ့မယ် Two man down overall မှာ full man ထပ်ပြီးတော့သိမ်းပိုက်ထားနေပြီသူ့ရဲ့ lance လို့လေးပြန်ထွက်လာခဲ့ပြီ 5 versus 2မှာ lance လို့နဲ့ try ခဲ့ပြန်ပေးခဲ့ပြီပြန်ချဖို့များနေခဲ့တဲ့အချိန်မျိုးမှာ Mega King နဲ့ King Flash Rookie ဒီပြန်ချလို့နောက်တစ်ချိန်မှာ Amstar Pepper by Nico White out မှာတခုပါသူတို့နဲ့ပြန်ပြီးတော့ million win လေးရှင်းနိုင်ခဲ့ပြီပဲ reverse တခုတော့ Midsi ရနေပြီးတော့တိတ်ပိုက်ထားနိုင်ပြီလည်းဖြစ်ပါတယ် ဘာစီတွေကတော့ကျွန်တော်ပါလာနေတောက်လျှောက်ဆိုလိုပဲကျွန်တော်ပေးနေရတဲ့ချိန်ဒီတရက်လိုပဲကျွန်တော်တို့သုံးသပ်လို့ရတယ်ဗျာဒီဘက်ကိုကြီး2-1ဆိုတဲ့ result နဲ့ပဲပြင်နေပြီးတော့အဆုံးသတ်သွားတယ်ဗျာ ကဲတော့ပွဲလေးရတော့ဗျာကျွန်တော်တို့